အားလုံးပဲမင်္ဂလာပါ TMKS ခါလေးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ Japan region တက်တော့အကောင်ကိုစင်ကပ်ပြုတ် airplane mode လို့ဆိုရမလို့ပဲနဲ့အလွယ်ကူဆုံးဖွင့်နေကိုပြပြပေးမှာဖြစ်ပါတယ်အရင်ဆုံး Japan region ပါတဲ့ VPN တစ်ခုကိုတောင်းတာပါကျွန်တော်ကတော့ extra VPN ကိုတုံးပါမယ်မိတ်ဆွေကတော့ Cyborg Pro ဖြစ်ဖြစ် Cyborg ဖြစ်ဖြစ်တစ်ခုကိုတုံးလို့ရပါတယ်ဒီလိုနှစ်ခုကအတူတူပါပဲပြီးတော့ browser တစ်ခုကိုတောင်းတာပါကျွန်တော်ကတော့ Firefox နဲ့လုပ်ပြပါမယ်ကျွန်တော်ရဲ့ Chrome ကတော့ clear data မလုပ်ချင်လို့ပါမိတ်ဆွေကသုံးနေတဲ့ browser သုံးမယ်ဆိုရင်တော့ browser ကို clear data လုပ်ပြီးဖို့လိုပါတယ် VPN ကို Japan region နဲ့ချိန်ပါ VPN ချိန်ပြီးဆိုရင် Japan region မှန်လားစစ်ဖို့လိုပါလိမ့်မယ်မိတ်ဆွေသုံးပြီးမဲ့ browser လေးကိုဝင်လိုက်ပါ search bar မှာ where is my IP address ဆိုတာကိုရှာလိုက်ပါJapan region ဖြစ်သွားလို့ Japan စာတန်းလေးတွေ့နေရပါလိမ့်မယ်ပြီးရင် IPv4 ဆိုတဲ့နေရာကိုနှိပ်လိုက်ပါမိတ်ဆွေရဲ့ location က Japan မြေပုံပေါ်ရောက်နေပြီဆိုရင် Japan region တက်တော့အကောက်ကိုဖွင့်လို့ရပါပြီပေါ်မှာ outlook.com ဝင်လိုက်ပါ break code ကိုနှိပ်ပါအမှာ email address ကိုထည့်ပါပြီးသွားရင် password ထည့်ပါplatform မှာလက်တာကြီးတွေနဲ့ခဏနေပေါင်းထည့်ပေးပါပြီးရင်နာမည်ထည့်ပါ country and region မှာဂျပန်ဆိုတဲ့စာတန်းလေးပေါ်လိုက်ပါပြီမွေးနေ့ကို basic မွေးနေ့ကိုထည့်ပုတ်ကောင်းပါတယ် TikTok ကောင်းဝင်တဲ့အချိန်မှာမွေးနေ့ကတရားကတ်တဲပြအောင်မလို့ပါဘယ်အောင်စာတန်းလေးကိုနှိပ်လိုက်ပါအသေးပုံလေးခုရွေးခိုင်းပါတယ်အမှများလေးနဲ့ဟိုဘက်ရွှေ့လိုက်ပါအမှအသေးပုံလေးခုနေရာရောက်ရင် submit ကိုနှိပ်လိုက်ပါဆက်သက်ပြတော့ပါပြီ browser search bar ကနေ TikTok ကိုရွေးလိုက်ပါပြီးရင်ညာဘက်အောက်ဆုံးကလူပုံလေးကိုနှိပ်ပါစာရင်ဝင်မဲ့နေရာကိုရောက်သွားပါလိမ့်မယ်နေအောင်ခြားတန်းလေးကိုနှိပ်လိုက်ပါအမှဘလုံကြီးတွေနဲ့မိတ်ဆွေကအကောက်ဖွင့်ပါလဲဆိုတော့မေးပါလိမ့်မယ်ပြီးရင်မွေးနေ့တည်းရမယ့်နေရာကိုရောက်ပါပြီအဲ့မှာကျွန်တော်တို့မေးစာဖွင့်တော့ထည့်ထားတဲ့မွေးနေ့ကိုထည့်ပေးပါမိတ်ဆွေရဲ့မွေးနေ့အမှန်ကိုထည့်ရင်ပို့ပြီးရှင်းပြပါတယ်ဖုန်းနံပါတ်နဲ့ဖွင့်ပါလားမေးနဲ့ဖွင့်ပါလားမေးပါလိမ့်မယ်ညာဘက်ကစာတန်းကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ခုနကဖွင့်လာတဲ့ mail ကိုထည့်ပါပြီးရင် passport ထည့်ပါ passport မှာစာလုံးအကြီးအသေးခဏနေအားလုံးပါပါမယ်ပြီးရင်တို့ကမိတ်ဆွေရဲ့ mail ကို96လုံးပို့ပေးပါလိမ့်မယ်96လုံးကိုဒီမှာထည့်ပါခဏဆောက်ပါခုဆိုရင်ကျွန်တော်တို့ Japan region တက်တော့အကောက်ပွင့်သွားပါပြီပြီးရင် user name ပေးပါကျွန်တော်ကတော့ဒီနာမည်လေးပဲပေးလိုက်ပါမယ်မိတ်ဆွေတို့ကတော့ကိုကြိုက်တဲ့နာမည်ကိုရွေးပြီးထားလို့ရပါတယ်ခုဆိုရင် Japan တက်တော့အကောက်ဖွင့်လို့ပြီးသွားပါပြီအားလုံးပြီးပြီဆိုရင် Japan region ဖြစ်လာမဖြစ်လာပြန်စစ်ဆေးဖို့လိုပါလိမ့်မယ်ညာဘက်အောက်ကလူပုံလေးကိုနှိပ်ပါ setting privacy တွေကိုဝင်ပါပြီးရင်အကောက်ထဲကိုဝင်ပါအကောက် information တွေကိုထပ်ဝင်ပါအဲ့မှာအကောက် region မှာ Japan ဖြစ်နေပြီဆိုရင် Japan region တက်တော့အကောက်မိတ်ဆွေပိုင်းနိုင်ပါပါပြီကျွန်တော်ရဲ့ channel ကနေ mobile phone နဲ့ပတ်သက်တဲ့အကောက်ဖွင့်နေတဲ့ mobile APK အသုံးပြုနေတွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်မိတ်ဆွေအတွက်ဒါမှမဟုတ်မိတ်ဆွေပေါင်းဝင်ကလူတွေအတွက်အသုံးဝင်နေဆိုရင် like and subscribe ကလေးကိုနှိပ်ခဲ့ပေးဖို့ကြံပြုချင်ပါတယ်